ပလက်ကြည့်ပါမယ်ပလက်ကြည့်မှာပါထုတ်ကြည့်ကြတော့မနေဘူးညီရတာမင်းညီရတယ်ထားလိုက်တော့အခုထားကြည့်ပါမယ်နော်ရှူဂျူကြည့်မှာပါ有嘛是的车站，有哪的呢？ဒီမှာဟိုတော့လှဲ့လို့မရတော့မြင်ရလားမသိဘူးဒီမှာတေချာကြည့်မှာနော်ကျွန်တော်ယုံကြည်ရတယ်ထားလိုက်ပါရုပ်ကြည့်မှာပါဘယ်ဆိုမရဒါနဲ့ပဲလဲတော့မယ်ဘယ်ကြည့်ကောင်းမလဲခါနီတို့ဆိုရစီဘာကြည့်ကောင်းမလဲခုနမမိုးပြီးတော့ပဲကြည့်လိုက်ဒီရလေးပဲကြည့်လိုက်ပါတော့မယ်ဒါလေးပဲကြည့်လိုက်တော့မယ်ไอ้ตรงนั้นที่ไม่ยากนะมาเอาไหนเราตาดึงด้วยต้องมาเอาหัวตาดึงမင်္ဂလာပါရှင်မောင်ငါစီဖူစီတီမှာစားတော့မယ်စီဖူစီတီဆိုရတာကောင်းအစုံအလင်းရနိုင်တဲ့ဟောပေါ်ဆိုင်တစ်ဆိုင်ပဲဖြစ်ပါလေရှင်ကဲမောင်ကတော့စပြီးရွေးပါပြီဒါလေးကကနန်းအစာတော့ဂုံးရတောင်ကတော့မောင်ကတိတ်မကြိုက်ဘူးပြည်ကြီးငါအသေးတိတ်မကြိုက်ဘူးဒူရီငါအသားလွာကိုကလေဟောပေါ်စားရင်ကိုစားနိုင်တဲ့လောက်လေးပဲကိုအချိန်မျိုးထားယူလို့ရဆိုကြတော့လေပြည်ကြီးငါပန်းပွင့်မောင်ကအဲ့လိုနည်းလေးပဲယူစားတဲ့အကျင့်လေးရှိတယ်ပေါ့နော်ကင်းမွန်လေးလဲစားပါမယ်ဒါလေးကpopular ပဇွန်ဂုံစိမ်းထဲပါ